လုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့ကျွတ်မွတ်မွလေးနဲ့အလွန်စားလို့ကောင်းတဲ့အာလူးကျွတ်မွတ်ကြော်လေးပါကလေးတွေရဲ့အသေးဆွဲလေးပါနော်ကျွတ်မွတ်မွလေးနဲ့တကယ့်ကိုစားလို့ကောင်းပါတယ်လွယ်လဲလွယ်ကူတဲ့နီလန်းလေးပါကဲကျမရဲ့လုံလေးလေးကိုကြည့်ကြရအောင်ဒါလေးကတော့ပြုတ်ပြီးသားအာလူးပါနော်30သားလောက်ရှိပါတယ်ကြည်နေအောင်တော့ကျမခြေထားလိုက်ပါမယ်အခုလိုမျိုးအာလို့လေးတွေကြီးကြီးကလေးဖြစ်နေပြီဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီနော်ဒီလိုအနေထားလေးဆိုရင်ကျမဒီထဲမှာပြောင်းကော်မုတ်ကိုထမင်းစားစွန်းလေးစွန်းစာကိုထည့်ထားပါမယ်ပြီးရင်ဒါလေးကတော့ငရုတ်ကောင်းပါလက်ဖက်ရည်စွန်းတစ်စွန်းစာပါပြီးတဲ့ခါကျတော့ဒါကတော့ကြက်သွန်ဖြူအမုံပါနော်လက်ဖက်ရည်စွန်းတစ်စွန်းစာပါပြီးရင်စားအနေငယ်ထည့်ပါမယ်ဒါလေးကတော့နှမ်းနှမ်းပင်အချောက်လေးပါနော်မွေးမွေးကလေးဖြစ်သွားအောင်လို့ထည့်ထားတာပါအားလုံးတမသွားအောင်ခဏလေးကျမမွေးထားပါမယ်ဒီထဲမှာကိုထည့်ချင်တဲ့အရာလေးတွေကိုလည်းထပ်ထည့်လို့ရပါတယ်နော်မြန်မြန်ဆန်ဆန်လေးဖြစ်သွားအောင်လို့လက်နဲ့ပဲကျမနေထားပါမယ်အားလုံးတမသွားအောင်လို့ကျမတေးသေးချာချာလေးနေထားပါမယ်အခုဆိုရင်တော့အားလုံးတမတော့ပါပြီနော်မုတ်သားလေးတွေအစင်သင့်ဖြစ်နေပါပြီဒီပေါ်မှာကျမပြောင်းကော်မုတ်ကိုအတာကလေးဖြုံးထားမယ်ပြီးရင်ပြန့်နေအောင်ဒီလိုမျိုးဖြန့်ထားမယ်ပြီးတဲ့ခါကျတော့နေထားတဲ့မုတ်သားလေးတွေကိုဒီလိုမျိုးလှုပ်ထားပါမယ်ပြီးရင်ဒီအလယ်မှာကျမနှစ်ပိုင်းလှုပ်ထားပါမယ်ဒီတပိုင်းကိုတော့ကျမဒီလိုမျိုးရှည်ရှည်မြောင်းမြောင်းလေးဖြစ်အောင်လုပ်လှိပ်ပြီးတော့ဒီလိုမျိုးလုပ်ထားပါမယ်ရှည်ရှည်ကလေးဖြစ်အောင်ကျမလုပ်ထားပါမယ်ဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီနော်ဒါလေးကိုဒီဘက်ကနေအတုံးကလေးတုံးထားပါမယ်ကိုကြိုက်တဲ့အရွယ်စားလေးလုပ်လို့ရပါတယ်နော်ပြီးရင်ခရင်လေးနဲ့အတာကလေးပုံဖော်ထားပါမယ်ဒီလိုမျိုးဖြည့်ဖြည့်ပြီးတော့ပုံဖော်ထားပါမယ်ကြည့်ပါအောင်လွယ်လွယ်လေးပါနော်ချစ်စရာကောင်းတဲ့အာလူးကြော်မုတ်လေးပါဒီလိုပုံစံလေးကပြီးရင်ဒါလေးတွေကိုဒီအပေါ်မှာအလွယ်တကူလေးကြော်လို့ရအောင်အတာကလေးဒီနားလေးမှာဆူထားပါမယ်ကြံနေတဲ့မုတ်သားလေးတွေကိုလည်းကျမအခုလိုမျိုးပဲပြန်ပြီးတော့ရှည်ရှည်ကလေးဖြစ်အောင်လှိပ်ထားပါမယ်မြန်မြန်ဆန်ဆန်လေးဖြစ်သွားအောင်လုပ်ပါနော်ပြီးရင်အတုံးကလေးတုံးထားပါမယ်စောစောကတုံးထားတဲ့အတိုင်းပဲအရွယ်အစားလေးတူတူလေးတုံးထားပါမယ်စောစောကအတိုင်းပဲကျမခရင်လေးနဲ့ပြန်ပြီးတော့ပုံဖော်ထားပါမယ်အခုဆိုရင်တော့အကုန်လုံးပြီးသွားပါပြီနော်ဒါလေးတွေကိုစီပူပူထဲမှာတစ်ခုချင်းစီထည့်ပါမယ်ကတ်မသွားအောင်လို့တစ်ခုချင်းစီထည့်ထားတာပါနော်တဲဦးထဲမှာစမ်းတလောက်ကိုကျမထည့်ထားပါမယ်မုတ်သားလေးတွေကခဏလေးဆိုရင်တော့အပေါ်တော့စီပေါ်တော့တက်လာပါပြီနော်ဒီလိုအနေထားလေးအပေါ်တော့တဖြည်းဖြည်းတက်လာပါပြီဒီလိုအနေထားလေးဆိုရင်တော့ကျမအပေါ်အောက်လေးလန်ထားပေးပါမယ်ကဲကြည့်ပါဦးလက်လက်ပပလေးနဲ့နော်မုတ်သားလေးတွေကတဖြည်းဖြည်းနဲ့အယောင်ပြောင်းလာပါပြီနော်ဒီလိုမျိုးအနေထားလေးဆိုရင်တော့ဆယ်လို့ရနေပါပြီဆယ်ပြီးတော့စီစစ်ထားပါမယ်အခုဆိုရင်တော့အားလုံးကြော်ပြီးသွားပါပြီနော်ကြည့်ပါဦးကျွတ်ကျွတ်မွတ်မွတ်လေးရှိနေပါတယ်လက်လက်ပပလေးလည်းရှိနေပါတယ်နော်အလွန်ကိုအရသာရှိတဲ့ကြော်နည်းလေးပါကျွတ်ကျွတ်မွတ်မွတ်လေးနဲ့တကယ်ကိုစားလို့ကောင်းပါတယ်ဒီအာလူးကြော်လေးကိုကြိုက်တဲ့အချင်းရည်တစ်မျိုးနဲ့စားလို့လည်းရပါတယ်နော်ကလေးတွေရဲ့အသေးဆွဲကြော်နည်းလေးပါ
တစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်ကျွတ်မွတ်မွတ်လေးနဲ့တကယ်ကိုစားကောင်းတဲ့လုံနည်းလေးပါလွယ်ကိုတဲ့နီးလန်းလေးပါအခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်